ဒီဗီဒီယိုကမနက်စာမစားဖြစ်တဲ့သူတွေမနက်ခင်းမှာနောက်ကျလို့ဆိုပြီးတော့မနက်စာခဏခဏလွတ်တက်တဲ့သူတွေအတွက်ရည်ရွယ်ပြီးဖန်တီးထားပါနဲ့မနက်စာမစားဘူးဆိုရင်အုံနောက်မှာဘလို့ဆုပ်ယုပ်မှုတွေစူးကျူးတွေဖြစ်စေတဲ့ဆိုတဲ့ပတ်သက်လို့ဆူရှီလေးလာထားတာတွေကိုမျှဝေပေးချင်ပါတယ်ပထမတစ်ခုကတော့ဒီကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာစားသုံးခြင်းဟာဒီကိုယ့်ရဲ့အာယုံစူးစိုက်နိုင်စွမ်းရဲ့ဒါကိုယ့်ရဲ့အုံနောက်မှတ်ဉာဏ်တွေအတွက်ကိုကောင်းမွန်စေပါတယ်တဲ့အထူးသဖြင့်ဒီကလေးတွေနဲ့စေကျော်သက်အရွယ်လေးတွေပေါ့ဒီသူတို့တွေဟာကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာစားဖို့အတွက်ဒါပို့ပြီးတော့အရေးကြီးပါတယ်တဲ့နောက်တစ်ချက်ကကျတော့ဒီညအိပ်ပြီးသွားလို့ရှိရင်အုံနောက်ထဲကနေ glucose ဆိုတဲ့ဒီ level လေးတွေဒီ chemical ဓာတ်တွေညွှန်နေသွားလိမ့်ရှိတယ်ဆိုတော့ glucose ဆိုတာဒီအစားအစာတွေကနေရတဲ့တခြားဓာတ်တစ်မျိုးဖြစ်ပြီးတော့အဲ့ဒီ energy ကဒီအုံနောက်အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့အရာဖြစ်တယ်ပေါ့ဒီကျမကြီးနေတင်တော်တဲ့မနက်စာကိုကိုကစားလိုက်မယ်ဆိုရင်ဒီအခုအုံနောက်ကနေကောင်းကောင်းမွန်မွန်အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ glucose ဓာတ်တွေကိုကိုကပြန်လည်ဖြည့်ဆည်းပေးခြင်းဖြစ်တဲ့အတွက်ကြောင့်ဒါတစ်နေ့တာမှာဒါကိုလုပ်ရမယ့်လုပ်ငန်းတွေကိုစိတ်ကြည်ကြည်လင်လင်နဲ့လွယ်လွယ်ဆန်းဆန်းတက်တက်ကြွကြွလုပ်နိုင်ဖို့အတွက်အများကြီးအကူအညီပေးပါတယ်တဲ့နောက်တစ်ချက်ကကျတော့မနက်စာလွတ်သွားပြီဆိုရင်ဒါစိတ်ထဲမှာတခုခုစိတ်တူလွဲတာမျိုးတွေတိတ်တိတ်မွမွလေးတွေကဆက်လိုက်ပြီးစိုးရင်ပူပန်လွဲတာပြီးရင်စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးတာမျိုးတွေလွယ်လွယ်ကူကူနဲ့ပေါ့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်ဆိုတော့မနက်စာစားခြင်းကသွေးထဲမှာရှိတဲ့တကြားဓာတ်တွေကိုလည်းမျှတစေပြီးတော့ဒီစိတ်ခံစားချက်မှုဆွင်ဖြစ်တာမျိုးတွေကိုလည်းနည်းစေပြီးတော့စိတ်တည်ငြိမ်ပြီးတော့ဒီကိုလုံးနေတဲ့အရာကိုအာယုံကောင်းကောင်းစိုက်နိုင်ပြီးတော့လုပ်နိုင်ဖို့အတွက်လည်းထောက်ကူဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကကျတော့ဒီကျန်းမာရေးနဲ့တင့်တော်တဲ့မနက်စာကိုစားသုံးခြင်းကဒါကိုအုံနောက်ရဲ့ဆွမ်းဆောင်ရည်ကျဆင်းခြင်းပေါ့ဒါတွေကဒီငယ်ရွယ်စဉ်မှာတော့မသိတာပေမဲ့အသက်ကြီးလာတဲ့အချိန်ကြရင်ပေါ့တော့တတိမိတာမျိုးတွေဒါလွယ်လွယ်ကူကူနဲ့တည်ယူနိုင်စွမ်းတွေမရှိတော့တာမျိုးတွေတခုခုတင်ယူတဲ့ခက်ခဲတာမျိုးတွေကြုံရတတ်တယ်ဒီလိုမျိုးအုံနောက်ရဲ့ဆွမ်းဆောင်ရည်ကျဆင်းတာမျိုးတွေကိုလည်းဒါကျန်းမာရေးနဲ့တင့်တော်တဲ့မနက်စာတွေမှန်မှန်စားသုံးခြင်းကဒါကိုအဲ့လိုမျိုးတွေကနေကာကွယ်ပေးတယ်ညွန့်နေစီတယ်ပေါ့ဆိုတော့ဒီလိုမျိုးမနက်စာတွေမှာ omega 3တို့ vitamin တို့ antioxidant တို့ protein ဒီလိုမျိုးအာဟာရတွေပါတယ်မနက်စာကိုပို့ပြီးတော့စားသုံးခြင်းကအုံနောက် series ရဲ့လှုပ်ဆောင်မှုတွေကိုပို့ပြီးတော့အထောက်အကူဖြစ်တယ်လို့ဒီအုံနောက်မှာအကယ်၍ကိုထိခိုက်တဲ့ရခဲ့ဆိုရင်လေဒါအမြဲဆုံးပြန်လည်တက်တာဖို့အတွက်အများကြီးအထောက်အကူဖြစ်ပါတယ်အဲလိုပြောထားတဲ့ဒေတာတွေ့ရှိချက်တွေလည်းရှိပါတယ်ဒါအခုစီမျှဝေခဲ့တဲ့တဲမှာဒါမနက်စာစားခြင်းရဲ့ကောင်းကျိုးနဲ့ပတ်သက်လို့ကျန်နေခဲ့တဲ့အချက်တွေရှိသေးတယ်အကယ်၍သိတယ်ဆိုရင်လည်းမျှဝေပေးဖို့အတွက်ဖိတ်ခေါ်လိုပါတယ် Thank you so much for watching and I hope to see you again in the next video. Bye bye.